ကကျွန်တော်ရဲ့ဒူးဒီချစ်ဖြစ်တဲ့များအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တိုင်နဲ့ကျွန်တော်ဒူးဒီကိုပေါ့ channel လေးကနေလွေးထွေးစာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုပြောပြခြင်းတဲ့အကြောင်းအရာကတော့25ရက်8လ2026 7နာရီ10မိနစ်အတွက်ကစားရမယ်ဒူးဒီနေ့တိုက်လေးတွေကိုပြောပြပေးသွားမှာပါအခုကျွန်တော်ပြောပြမယ်ဟာလေးကိုလည်းချစ်မိတ်ဆွေများအနေနဲ့တေချာလိုက်မှတ်စေချင်ပါတယ်ယုံကြည်နဲ့လည်းထိုးစေချင်ပါတယ်เนาะအခုကျွန်တော်ပြောမယ်25ရက်8လ2026 12နာရီ10မိနစ်ကစားရမယ်ဝမ်းချင်းလေးရတော့၄ခုချိန်လေးဖြစ်ပါတယ်ထပ်ပြောပြပါမယ်၄ခုချိန်လေးဖြစ်ပါတယ်လေးကြိုက်တဲ့ချစ်မိတ်ဆွေချစ်မများတော့၄ပတ်နိုင်ပါကိုကြိုက်တဲ့ချစ်မိတ်ဆွေချစ်မများတော့9ပတ်နိုင်ပါတယ်เนาะပြီးရင်ကျွန်တော် main ကွက်လေးကိုလည်းပြောပြပေးပါမယ်ဒီနေ့ကျွန်တော်ရဲ့၄နာရီခွဲအတွက်တင်ထားတဲ့ဝမ်းချင်းလေးပဲရပြီ main ကွက်လေးတွေရန်ကွက်လေးတွေလွဲသွားတဲ့အတွက်လည်းစိတ်မကောင်းပါဘူးเนาะလေးခုချင်းလေးဖြစ်ပါတယ်เนาะလေးကြိုက်တဲ့ချစ်မိတ်ဆွေများလည်းလေးပတ်ပြီးတော့ကိုကြိုက်တဲ့မိတ်ဆွေများလည်းကိုပတ်နိုင်ပါတယ်เนาะလေးခုချင်းလေးအဲ့ဒါအခုကျွန်တော်လေးခုချင်းလေးပြောပြီးပြီဆိုတော့ကျွန်တော် main ကွက်လေးပြောပြပါမယ်เนาะ main ကွက်လေးလေးနဲ့တစ်ခွက်ပေါ့เนาะ9နဲ့တစ်ခွက်လေးနဲ့ပတ်သက်ပြီးတော့ main ထိုးရမယ်ကဏ္ဍလေးရတော့4-5ဆိုတဲ့ကဏ္ဍလေးဖြစ်ပါတယ်ဒီချာပြောပြပါမယ်နော်၄နဲ့ပတ်သက်ပြီးထိုးရမိန်တင်ထိုးရမှာကွက်လေးရဲ့4-5ဆိုတဲ့ကဏ္ဍလေးဖြစ်ပါတယ်နော်နောက်9နဲ့ပတ်သက်ပြီးတော့ထိုးရမှာကဏ္ဍလေးရတော့9-5ဆိုတဲ့ကဏ္ဍလေးဖြစ်ပါတယ်နော်အဲ့ဒါလေးရတော့မိန်ကွက်လေး2ကွက်ပေါ့နော်၄နဲ့9နဲ့ပတ်သက်ပြီးတော့မိန်ကွက်လေးအကြိုက်တူရဲ့သူများတင်ထိုးနိုင်ပါတယ်နော်နောက်ရန်ကွက်လေးပြောပြပါမယ်နော်ရန်ကွက်အနေနဲ့ကတော့၄နဲ့ပတ်သက်ပြီးတော့40 4နဲ့4ခွန်ဆိုတဲ့ကဏ္ဍလေးဖြစ်ပါတယ်နော်ထပ်ပြောပါမယ်နော်၄နဲ့ပတ်သက်ပြီးတော့40 4နဲ့4ခွန်ဆိုတဲ့ကဏ္ဍလေးပဲဖြစ်ပါတယ်နော်အဲ့ဒါတော့ရန်မှာပါနော်၃ခွက်နောက်9နဲ့ပတ်သက်ပြီးတော့ရန်မဲ့ကဏ္ဍလေးလည်းပြောပြပါမယ်နော်9နဲ့ပတ်သက်ပြီးရန်မဲ့ကဏ္ဍလေးကတော့90 9နဲ့9ခွန်ဆိုတဲ့ကဏ္ဍလေးဖြစ်ပါတယ်နော်တက်တော့ပါနော်9နဲ့ပတ်သက်ပြီးရမ်းမဲ့ခဏလေးတော့90 9နဲ့9ခွန်ဆိုတဲ့ခဏလေးပဲဖြစ်ပါတယ်နော်ကဲချင်းမိတ်ဆွေချင်းမများနောက်တစ်ခေါက်ထပ်ပြောပြပါမယ်နော်25ရက်8လ2026 12နာရီ10မိနစ်အတွက်အချိန်လေးရတော့ကစားရမယ့်အချိန်လေးရတော့4ခုအချိန်လေးဖြစ်ပါတယ်နော်4ခုအချိန်လေးဖြစ်ပါတယ်4ကြိုက်တဲ့ချင်းမိတ်ဆွေချင်းမများလည်း4ပတ်နိုင်ပြီးတော့9ကြိုက်တဲ့ချင်းမိတ်ဆွေချင်းမများလည်း9ပတ်နိုင်ပါတယ်နော်main ကွက်လေးလည်းပြောပြပါမယ်နော် main ကွက်လေးကတော့ဒီနဲ့ပတ်သက်ရင်4-5နော် main ကွက်လေးနော်9နဲ့ပတ်သက်ရင်9-5နော်9-5 main ကွက်လေးဖြစ်ပါတယ်ရန်ကဏ္ဍအနေနဲ့4နဲ့ပတ်သက်ရင်တော့40 4နဲ့4ခွန်ဆိုတဲ့ကဏ္ဍလေးကိုထိုးရရပါတယ်နော်နောက်ပြီးတော့9နဲ့ပတ်သက်ရင်တော့90 9နဲ့9ခွန်ဆိုတဲ့ကဏ္ဍလေးကိုထိုးရရပါတယ်နော်ချစ်မိတ်ဆွေချစ်မများအနေနဲ့ယုံကြည်နဲ့ထိုးစေချင်ပါတယ်ကျွန်တော်main ကွက်တွေလည်းရကြပါစေလို့ဆုတောင်းမေတ္တာပို့တာပါကျွန်တော်တော့အကောင်းဆုံးကြိုးစားပြီးတင်ဆက်ပေးမှာပေါ့နော်ချစ်မိတ်ဆွေချစ်မများအနေနဲ့ရေကြီးထိုးဖို့လည်းလိုပါတယ်ဒုတိယနေ့အောင်မြင်မှုလေးနဲ့တောင်းနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုလေးလည်း subscribe မရသေး subscribe နဲ့ပြီးသားလူများလည်း like လက်မလေးနဲ့ဝင်ရပေးကြပါဦး share တဲ့ဒုတိယနဲ့သက်ဆိုင်တဲ့နေရာလေးမှာလည်း share ပေးစေချင်ပါလို့မေတ္တာရပ်ခံပါတယ်ခင်ဗျာကြအားလုံးပဲပျော်ရွှင်စရာနေ့လေးတစ်နေ့ကိုပိုင်ဆိုင်ရင်းနဲ့စိတ်ချမ်းသာတဲ့ကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့တက်ရှူတိုင်းကိုဝင်ပြီးတော့လုံရင်ဆန္ဒများလေးပြည့်စုံပါလေလို့ကျွန်တော်ဆုတောင်းမေတ္တာပို့တာရင်းနဲ့ဒီဗီဒီယိုလေးကိုဆုံးသက်လိုက်ပါတယ်